တစ်ဖက်လူရဲ့စိတ်ကိုကြိုးကင်နိုင်မဲ့အစွမ်းထက်စိတ်ပညာလက်ကွက်၃ခုစကားပြောတဲ့အခါတစ်ဖက်လူကတင့်ကိုအမှန်တိုင်းပြောနေတာလားဒါမှမဟုတ်တဲ့အပေါ်ဘလို့သဘောထားလဲဆိုတာကိုသူတို့ရဲ့မသိစိတ်အပြုမှုတွေကနေတဆင့်အလွယ်တကူစိတ်ဖက်လို့ရပါတယ်ဒီနေ့မှာတော့နေ့စဉ်ဘဝမှာလူတွေရဲ့စိတ်ကိုဖက်ပြီးကိုဖြစ်ချင်တာဖြစ်အောင်အသုံးချလို့ရမယ့်စိတ်ပညာလက်ကွက်၃ခုကိုမျှဝေပေးသွားပါမယ်ပထမဆုံးလှည့်ကွက်ကတော့ခြေထောက်တွေရဲ့ဥတီယာကိုကြည့်ချင်းလူတစ်ယောက်နဲ့စကားပြောနေတဲ့အခါသူ့ရဲ့မျက်နှာကတင့်စီမျက်နှာမူထားပေမဲ့ခြေထောက်တွေကတကားဝဘက်ဒါမှမဟုတ်တခြားဘက်ကိုလှည့်နေရင်အဲ့ဒီလူဟာတင့်ကိုစိတ်မဝင်စားပဲစကားဝိုင်းကနေအမြန်ဆုံးထွက်သွားချင်နေတာဖြစ်ပါတယ်ဒုတိယချက်ကတော့တိတ်ဆိတ်ခြင်းနဲ့ဖိအားပေးခြင်းတစ်ဖက်လူစီကအမှန်တရားကိုသိချင်လို့မေးဖို့မေးတဲ့အခါသူကမရေမရဖြစ်လာရင်ဘာမှထပ်မမေးပဲသူ့မျက်လုံးကိုစိုက်ကြည့်ပြီးငြိမ်နေလိုက်ပါလူမသိစိတ်ဟာတိတ်ဆိတ်မှုကိုကြောက်တဲ့အတွက်အဒီပီအားကြောင့်အမှန်တရားကိုအလိုလိုထက်ခါတလဲလဲထွက်ဆိုလာပါလိမ့်မယ်နောက်ဆုံးတစ်ချက်ကတော့ခေါင်းညှိပြပြီးသဘောတူညီမှုယူခြင်းကိုယ့်ရဲ့ idea တစ်ခုကိုတစ်ဖက်လူလက်ခံစေခြင်းရင်စကားပြောနေရင်ကိုယ်တိုင်ကခေါင်းကိုဖြည်းဖြည်းချင်းညှိပြပါအဲ့ဒီအခါတစ်ဖက်လူရဲ့အုံနောက်ကလည်းမသိစိတ်အရာလိုက်ပါသွားပြီးတင်စကားကိုပို့ပြီးလွယ်လွယ်ကူကူသဘောတူလာတတ်ပါတယ်ဒီလက်ကွက်တွေကိုမှန်မှန်ကန်ကန်အသုံးချပြီးပတ်ဝန်းကျင်နဲ့ဆက်ဆံရေးမှာအမြဲတမ်းအသာစီးရယူလိုက်ပါ